မင်းကတော့ကွင်းထဲမှာပရိသတ်တွေရဲ့အော်ဟစ်အားပေးတံဆူနာမီလိုင်းလုံးကြီးလိုစူပွက်နေတာကိုခံစားရင်းဂိုးတိုင်ရှိမှတီတီငိမ့်ငိမ့်ပဲရက်နေခဲ့တယ်မင်းရဲ့စိတ်ထဲမှာတော့ငါ့ကိုငါတက်တည်ပြရမယ်ဆိုတဲ့အတွေ့အကြုံပဲရှိနေခဲ့တာဒါပေမဲ့တစ်ဖက်အတင်းဝင်းသားဟာဆင်းရဲ့နီးပြကဂျေနာအတင်းရဲ့ကစားကွက်ကိုမြင်တော့ကွင်းဘေးကနေလှောင်ပြုံးလိုက်တယ်သူကဘသူ့ကိုအထင်သေးနေတာလဲသူကချက်ချင်းပဲကွင်းထဲကိုအချက်ပြလိုက်ရတတင်းလုံးရဲ့ကစားကွက်ကနောက်ဆုတ်သွားပြီးခန်းစစ်ပိတ်တံပြန်တိုက်စစ်ဖြူဟာကိုဒီလိုအခြေအနေကိုကြည့်ပြီးအားရပါရပြုံးနေခဲ့တဲ့နီးဖြူဟာတကွက်ထဲနဲ့တင်ဂျီနာအသင်းကိုသူတို့ဘာသာပြရခတ်သွားအောင်လုပ်နိုင်ခဲ့ပြီးဒီပွဲရဲ့သုံးမှတ်ကတော့အေးအေးဆေးဆေးငါတို့အပိုင်ပဲပေါ့တကယ်ပဲပွဲချိန်16မိနစ်ရောက်တဲ့အခါဂျီနာအသင်းရဲ့တိုက်စစ်ကအဖြတ်ခံလိုက်ရပြီးဝင်းသားဟာဆင်းအသင်းကအခွင့်အရေးကိုအရယူကလျှက်စီးလက်တလို့လင်မြန်နဲ့တံမြန်တိုက်စစ်ဆင်ပါတော့တယ်ဘောလုံးကဂျီနာအသင်းရဲ့နှလုံးသားစီကိုလှန်တချောင်းလိုစိုက်ဝင်လာခဲ့ပြီးကွင်းလယ်လူတွေကအပေါ်ကိုတအားတက်နေလို့ဘယ်သူမှအချိန်မီနောက်ပြန်မဆင်းနိုင်ကြဘူးမျက်စိတမိတ်တွင်းမှာပဲတစ်ဖက်အသင်းတိုက်စစ်မှုကဂိုးသမားနဲ့တယောက်ချင်းအနေထားဖြစ်သွားခဲ့ပြီးပွဲအစမှာတင်ငရဲကန်းအဆင့်ခံစစ်အကွက်ပျက်စီးသွားတာကိုမြင်တော့ကွင်းတစ်ခုလုံးလှောင်တန်တွေထွက်လာပြီးပရိသတ်ချို့ဆိုရင်ရာသီပြက်လက်မှတ်ကိုအခုချက်ချင်းပြန်ရောင်းချင်စိတ်ပေါက်ကုန်ကြတယ်သူတို့အမြင်မှာတော့မင်းကတကယ်လူပြက်တယောက်လိုဖြစ်နေတာလေအဲ့ဒီအချိန်မှာဝင်းသားဟာဆင်းအသင်းရဲ့တေးစေနိုင်တဲ့တိုက်စစ်ရောက်လာခဲ့ပြီးဖလော်လန်လို့ခေါ်တဲ့တိုက်စစ်မှုကလူအလုံးကိုဖျက်ကျော်ပြီးဂိုးတိုင်စီတဟုန်ထိုးပြေးဝင်လာတယ်အစီအစဉ်တင်ဆက်သူဘောကတော့လုံးဝမျောလင်းချက်ကုန်သွားပြီးထိုင်ကုန်ပေါ်မှာမှိုင်ကြကရှေ့ထွက်ပြီးပိတ်ဆန်းမှာဒီကိုသမားကလူအောလားပြလို့အော်ရင်းဆက်မကြည့်ရတော့ဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကွင်းတစ်ခုလုံးတုံလဲသွားမဲ့အော်ဟစ်အားပေးတန်ကြီးထွက်ပေါ်လာခဲ့တယ်ဘောချက်ချင်းခေါင်းထောင်ကြည့်လိုက်တော့မင်းကတီတီငိမ့်ငိမ့်နဲ့ဘောလုံးကိုရင်ခွင်ထဲပွေ့ပိုက်ထားတာကိုတွေ့လိုက်ရတယ်အဲ့ဒီတေချာပေါက်ဂိုးဝင်မဲ့အနေထားကိုမင်းကအေးအေးဆေးဆေးဖမ်းယူလိုက်တာဗျာပြန်လဲပြတ်သားချက်ထဲမှာဖလော်လန်ဘောလုံးကန်မဲ့အခိုက်အတန့်မှာတင်မင်းကကြိုတင်လှုပ်ရှားခဲ့ပြီးဘောလုံးလာမဲ့လမ်းကြောင်းနဲ့အကွက်ကိုတိတိကျကျခံမှန်းကပြက်ပြက်တသားကာကွယ်လိုက်တာဖြစ်တယ်မင်းရဲ့တည်ငြိမ်မှုကကွင်းတစ်ခုလုံးကိုမှင်သက်သွားစေခဲ့ပြီးအဲ့ဒီနောက်အသင်းဖော်တွေလည်းမလောတော့ပဲဘောလုံးကိုအေးအေးဆေးဆေးစတင်အပေးယူလုပ်ကြတယ်ပွဲချိန်28မိနစ်မှာတော့အခွင့်အရေးရလာခဲ့ပြီးဂန်နဝင်းနေရန်ကပ်အပေးယူနဲ့အတူဘောလုံးကိုဂိုးအေရီယာထဲတက်တက်ထိုးပေးလိုက်ရာဘေးတိုက်ကန်သွင်းပြီးဂိုးဝင်သွားခဲ့တယ်တတူညနီးပြဟိုက်ကိုကတော့ဝမ်းသာအားရနဲ့ကွင်းပေးမှာခုံပေါက်နေတော့တယ်။သူအလောင်းစားအကွက်မှန်သွားခဲ့ပြီးမင်းကိုတုံးပြီးခန်းစစ်အားနဲ့ချက်ကိုပိတ်ဆို့ကတသင်းလုံးကိုတိုက်စစ်ဆင်ခိုင်းတဲ့အကွက်အောင်မြင်သွားတာလေ။တစ်ဖက်အသင်းနီးပြကတော့မကြည်မနှက်နဲ့စောင့်ကြည့်ကြသေးတာပေါ့ဆိုတဲ့မျက်လုံးနဲ့လှမ်းကြည့်နေခဲ့တယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲဘောလုံးပေးပို့မှုမှားယွင်းသွားရကနေဟိုတိုက်စစ်မှုဖလော်လန်ကသူ့ရဲ့အရှိန်နှုန်းနဲ့ခြေစမ်းပြပြီးခန်းစစ်ကိုထပ်မံဖြိုခွဲကမင်းနဲ့တယောက်ချင်းထက်ရင်ဆိုင်ရပြန်တယ်။ဒီတစ်ခါတော့သူ့မျက်လုံးထဲမှာကလဲစားချေခြင်းစိတ်တွေပဲပြည့်နေခဲ့ပြီးမနေ့ကမင်းရဲ့လက်စွမ်းကကံကောင်းလို့ဖြစ်ရမယ်ဆိုပြီးသူလုံးဝမယုံကြည်ဘူးသူကအားကုန်သုံးပြီးဘောလုံးကိုဂိုးထောင်သေးစီကိုအမြောက်ဆန်လိုကန်သွင်းလိုက်ရာဖလော်လန်စိတ်ထဲမှာတော့ဂိုးဝင်သွားပြီဆိုပြီးအောင်ပွဲခံဖို့ပြင်နေခဲ့ပြီဒါပေမဲ့ဘောလုံးကဂိုးစီးလိုင်းနဲ့ဝင်ဖို့10စင်တီမီတာပဲလိုတော့တဲ့အချိန်မှာမင်းရဲ့လက်သီးနှစ်ဖက်ကရုတ်တရက်ထွက်ပေါ်လာပြီးဒုံးဆိုတဲ့အတန်းနဲ့အတူဘောလုံးကိုကွင်းပြင်ပရောက်အောင်ပြင်းထန်စွာပုတ်ထုတ်ပစ်လိုက်တယ်ထောင်ကန်ပေါ်ကွင်းတစ်ခုလုံးမင်းအတွက်ဒုတိယအကြိမ်မြောက်တောင်းဖြားဖြားထပ်မံအော်ဟစ်အားပေးကြပြန်တယ်တစ်ဖက်အသင်းထောင်ကန်ပေါ်ကန်တင်လိုက်တဲ့အချိန်မှာမင်းအမြင့်ဆုံးခုန်တက်ပြီးဘောလုံးကိုလက်နဲ့ပုတ်ထုတ်ကအောင်မြင်စွာဖျက်ထုတ်လိုက်တယ်အဲ့ဒီနောက်ပိုင်းဝင်းသားဟာဆင်းသင်းရဲ့တိုက်စစ်တွေကတလိုင်းမီတလိုင်းလာပေမဲ့မင်းရှိရောက်ရင်တော့ဘာမှလုပ်မရတော့ဘူးတစ်ဖက်အသင်းဂိုးသမားကလည်းမင်းရဲ့လက်စွမ်းကိုမြင်ပြီးလှုံ့ဆော်မှုခံရတာနက်ဝင်ပူးတလိုမျိုးဂျေနာအသင်းရဲ့အန်ရရှိတဲ့ဂိုးသွင်းချက်တွေကိုအကြိမ်ကြိမ်ကာကွယ်သွားခဲ့တယ်ပထမပိုင်းပြီးတဲ့အခါတတူးညဆိုတဲ့ရလဒ်နဲ့အတူမင်းတို့အသင်းအဝစ်လဲခန်းထဲကိုအသာစီးနဲ့ဝင်ခဲ့ကြတယ်နီးပြဟိုက်ကိုကဝမ်းသာအားရနဲ့လက်ကပြခြေကပြဒုတိယပိုင်းလဲကစားကွက်မပြောင်းဘူးတေအောင်တိုက်စစ်ဆင်ပြီးပွဲသိမ်းပစ်စမ်းလို့အမိတ်ပေးရတတင်းလုံးတွေးဆူပြီးတိုက်စစ်ခါဆိုတဲ့အတွေးတစ်ခုပဲခေါင်းထဲရှိတော့တယ်မင်းကတော့နောက်ဆုံးခံစစ်စည်းကိုပဲအကောင်းဆုံးထိမ့်သိမ်းထားဖို့လိုအပ်တာပေါ့ဒုတိယပိုင်းပွဲချိန်65မိနစ်မှာကစားသမားလီယွန်အန်ဟာကကမ္ဘာအဆင့်ဂိုးသွင်းချက်နဲ့တစ်ဖက်အသင်းရဲ့ဂိုးပေါက်ကိုထပ်မံဖွင့်လှစ်လိုက်ပြန်တယ်နှစ်တူညအစီအစဉ်တင်ဆက်သူဘော့ဆိုရင်ဝမ်းသာလွန်လို့အားပေးသချင်းတွေထားဆိုနေတော့တယ်ကွင်းတစ်ခုလုံးလဲပရိသတ်တွေရဲ့ညီညာတဲ့အောင်ပွဲခံတချင်းတန်တွေနဲ့ကောင်းကင်ရန်အထိတုံဟဲသွားခဲ့ပြီဒါကနှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အောင်ပွဲခံတန်ပဲလေဂျီနာအသင်းဒီနေ့တော့တကယ်ကိုယူသွတ်သွားခဲ့ပြီးဒါပေမဲ့အလွန်မင်းတိုက်စစ်စင်တဲ့တန်ရာကတော့ခန်းစစ်ပိုင်းဟာကွက်ဖြစ်သွားပြီတစ်ဖက်အသင်းရဲ့တံပြန်တိုက်စစ်ကဒီရီလိုလှိမ့်ဝင်လာခဲ့တယ်ဒါပေမဲ့ဘာဖြစ်လဲမင်းရှိနေတာပဲလေပွဲချိန်89မိနစ်မှာတစ်ဖက်အသင်းနယ်သာလန်တိုက်စစ်မှုရဲ့မြေပုကန်သွင်းချက်ကိုမင်းခြေထောက်နဲ့ကန်ထုတ်ခဲ့တယ်ပွဲချိန်83မိနစ်မှာတစ်ဖက်အသင်းနောက်ခံလူရဲ့ခေါင်းတိုက်ချက်ကိုအေးအေးဆေးဆေးဖမ်းယူခဲ့တယ်ပွဲချိန်89မိနစ်မှာကစားသမားမိုဂျီကဂိုးအေရီယာထဲမှာပြစ်ဒဏ်ကျူးလွန်ပြီးလို့ပင်နယ်တီပေးလိုက်ရပေမဲ့မင်းကတော့အကွက်အကွင်းမိမိနဲ့အဲ့ဒီပင်နယ်တီကိုပါပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြန်တယ်။နာကျင်
အချိန်ပိုမှာတစ်ဖက်အသင်းရှေ့တန်းလူနှစ်ယောက်ကလှပတဲ့အပေးအယူနဲ့အတူနောက်ဆုံးခံစစ်လူကိုကြော်ဖြတ်ပြီးမင်းနဲ့တယောက်ချင်းထပ်တိုးပြန်ပေမဲ့မင်းကရက်ရက်ဆက်ဆက်ပဲသူတို့ရဲ့ကန်သွင်းချက်ကိုခြေထောက်နဲ့ကန်ထုတ်ပြီးသူတို့ရဲ့နောက်ဆုံးမျက်နှာပန်းလာမဲ့မျောလင်းချက်ကိုပါရိုက်ချိုးပစ်လိုက်တယ်။3. သူညပွဲအပြီးမှာကွင်းတစ်ခုလုံးပျော်ပွဲရှင်ပွဲကြီးဖြစ်သွားတော့တယ်။ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာနီးပြဟိုက်ကိုကမင်းကိုတီးတန့်ခေါ်ယူပြီးသတင်းထောက်တွေရဲ့ရှေ့မောက်ကိုခေါ်သွားခဲ့တယ်။မင်းကကွင်းတစ်ခုလုံးရဲ့စိတ်ဝင်စားမှုခံရဆုံးဗဟိုချက်ဖြစ်လာပြီးသတင်းထောက်တွေကမေးခွန်းတွေတတိတန်းကြီးမေးကြတော့တယ်။အထူးသဖြင့်ဟိုဘရီမင်အသင်းနီးပြတိုမတ်ကမင်းကိုအတူအယောင်လို့ပြောခဲ့တဲ့ကိစ္စအပေါ်မေးမြန်းတဲ့အခါမင်းစိတ်ထဲမခံချင်းဖြစ်သွားပြီးကျွန်တော်တိုမတ်နဲ့သဘောထားချင်းလုံးဝမတိုက်ဆိုင်ပါဘူးလို့ပြောင်းကျထုတ်ပြောလိုက်တယ်။မျှော်လင့်ထားတဲ့အတိုင်းပဲနောက်တစ်ရက်မှာမင်းရဲ့စကားလုံးတွေကအင်တာနက်ပေါ်မှာဗိုင်းရပ်စ်လိုပြန့်နှံ့သွားခဲ့တယ်။လူတိုင်းမင်းကိုယူသွနေကြတဲ့အချိန်မှာမင်းကိုနှိမ်ချခဲ့တဲ့တိုမတ်ကထပ်ပြီးထွက်လာပြန်တယ်။သူကကင်မရာကိုကြည့်ပြီးလှောင်ပြုံးနဲ့ငါဗီဒီယိုပြန်ကြည့်ပြီးအဲ့ဒီတရုတ်ကိုသမားစီမှာပါရမီရှင်ဆိုတဲ့အရေးရောင်တော်ငါမမြင်မိဘူး။သူကအလွန်ဆုံးရှိလားတတိယတန်းအဆင့်အရေးချင်းရှိတဲ့ကိုသမားတယောက်ပဲဒါပါပဲ။နောင်တလားငါလုံးဝနောင်တမရဘူး။သူနောင်တရမရတော့မသိဘူး။အခုချိန်မှာမင်းကတော့တကယ်နောင်တရနေပြီဘာလို့လဲဆိုတော့မင်းအိမ်တကားဖွင့်လိုက်တာနဲ့ဖန်ယုံကညအိဝတ်စုံလေးနဲ့ဆိုဖာပေါ်မှာခွေထိုင်နေတာကိုမြင်လိုက်ရလို့ပဲ။ဒီမြင်ကွင်းကြောင့်မင်းရဲ့နှလုံးသားကဒိန်းကနေဖြစ်သွားပြီးမျက်လုံးကိုချက်ချင်းလွှဲလိုက်မိတယ်။အမတ်ဖြစ်သူရိုလန်ရဲ့စကားကိုနားထောင်ပြီးသူမကိုအိမ်မှာလာတဲ့ခွင့်ပြုမိတာတကယ်မမားတင်ဘူး။ကြောင်းတက်ရင်အလုပ်လုပ်ဖို့ကဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပဲဥစား။မင်းစိတ်ကိုအတင်းတည်ငြိမ်အောင်ထိမ့်ပြီးဝယ်လာတဲ့ဟင်းသီးဟင်းရွက်တွေကိုကင်ကာမိဖို့ကြောင့်လည်းဝင်ခဲ့တယ်။ထမင်းစပွဲပေါ်ကအခြေအနေကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းလွန်းတယ်။နှစ်ယောက်သားပြိုင်သူစကားပြောမိပြီးမျက်လုံးချင်းစုံမိ။အခါတကယ်ကိုအနေရခတ်သွားရတယ်။သူမဘေးနားမှာရှိနေရင်မင်းရဲ့အုံနောက်ကရှုပ်ထွေးကုန်တာပဲလေ။အဲ့ဒီအချိန်မှာဖန်ယုံကအစပြုပြီးငါခမည်းအတွက်အိမ်တန်ရှင်းရေးလုပ်ပေးမယ်ထမင်းချက်ပေးမယ်အဲ့ဒါခမည်းငါ့ကိုလာစာပေးမလားလို့မေးလိုက်တယ်စကားလဲထွက်သွားရောသူမကိုယ်တိုင်လဲနောက်တရတလူဖြစ်သွားပေမဲ့မင်းကလည်းစိတ်လွတ်ကိုလွတ်နဲ့သဘောတူလိုက်မိတယ်နှစ်ယောက်သားအဲ့ဒီလိုနဲ့နားလည်မှုရသွားကြပြီးအဲ့ဒီနောက်ပိုင်းမင်းလေးချင်ရေးဆင်းပြီးတာနဲ့အိမ်ကိုပဲအမြန်ပြန်ချင်နေခဲ့တယ်စိတ်ထဲကနေလဲဖန်ယုံကိုပဲအမြဲတမ်းတန်းတနေမိတော့တယ်ဒီလိုပြောစရာကောင်းတဲ့ရက်စွဲတွေကကုံလုံးလာအမြန်လုံးလို့မျက်စိတမိတ်အတွင်းမှာပဲဒုတိယပွဲစဉ်ကိုရောက်ရှိလာခဲ့ပြီးအဝေးကွင်းမှာ Reckenback အသင်းနဲ့ကစားရမှာဖြစ်တဲ့နီးပြဟိုက်ကူကတစ်ဖက်အသင်းကိုလုံးဝထဲမတွက်ပဲတသင်းလုံးကိုဒေါသမုံတိုင်းလိုတိုက်စစ်ဆင်ခိုင်းတော့တယ်။ပွဲအစမှာတစ်ဖက်အသင်းရဲ့အဝေးကန်သွင်းချက်တစ်ခုကိုမင်းအေးစစ်စစ်ဖမ်းယူလိုက်ပြီးတဲ့နောက်ပွဲတစ်ခုလုံးဂိုးတိုင်ရှိမှာဟိုလျှောက်တီလျှောက်နဲ့ပဲအချိန်ကုန်သွားခဲ့တယ်။ဂျီနာအသင်းက9-3နဲ့ Reckenback အသင်းကိုအပြတ်သက်အနိုင်ယူလိုက်တာလေးပွဲပြီးခရုံးတန်တန်ထွက်လာတာနဲ့ hat-trick သွင်းယူခဲ့တဲ့ Nice ကမင်းစီကိုအရင်ဆုံးပြေးလာခဲ့တယ်။သူကောင်းကောင်းသိတယ်ဒီအသင်းဒီလောက်အထိအသွင်ပြောင်းလဲသွားရတာရဲ့တူးလေးတော့ချက်ကမင်းဆိုတာကိုပေါ့။ထို့နောက်သတင်းစာရှင်းလင်းပွဲမှာအဓိကတရုပ်ဆောင်ဖြစ်ရမယ့် Nice ကအောင်မြင်မှုအလုံးကိုမင်းရဲ့အပေါ်မှာပဲပုံချပေးခဲ့တယ်။အဲ့ဒီအချိန်မှာနီးပြဟိုက်ကူကမိုက်ခရိုဖုန်းကိုလူယူပြီးဟွာကတော့တို့ဂျီနာအသင်းရဲ့အမခံထောက်တိုင်ကြီးပဲဗျာ။တို့ရဲ့ဗျူဟာအားလုံးကသူ့ကိုဗဟိုပြုပြီးဆွဲထားတာလို့ပြောလိုက်ရာနီးစ်ရဲ့အမွန်းတင်ပွဲဖြစ်ရမယ့်အစားဟွာဖန်ရဲ့တကူတော်ကြွေးကြော်ပွဲကြီးဖြစ်သွားတော့တယ်။ဒါကြောင့်လဲနီးပြကတတင်းလုံးကိုခွင့်ရအဝဝပေးလိုက်တယ်ပွဲပြီးမှတတင်းလုံးအောင်ပွဲခံပါတီပွဲတွေလုပ်ကြပြီးနီးစ်ကမင်းကိုလည်းဖိတ်ခေါ်ပေးမယ်မင်းကတော့မစင်စားပဲညင်းပယ်ကအိမ်ကိုပဲတန်းပြန်ခဲ့တယ်။အိမ်ရောက်တော့ပူပူနွေးနွေးထမင်းဟင်းတွေကမင်းရဲ့နှလုံးသားကိုနှွေးထွေးသွားစေခဲ့တယ်။ဖန်ယုံကကွင်းထဲအထိလာပြီးမင်းရဲ့ပွဲကိုကြည့်ကျင်တယ်လို့ပြောလာတဲ့အခါမင်းချက်ချင်းပဲသဘောတူလိုက်တယ်မင်းစိတ်ထဲကအတွေးဆန်းတွေကိုအတင်းဖိနှိပ်ပြီးအချစ်ကိုခိတ္တပေးဖယ်ကအလောက်ကင်ကိုပဲအာယုံဆိုင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့မင်းလုံးဝမသိတာကတော့အဲ့ဒီအချိန်မှာတရုတ်နိုင်ငံတွင်ဘောလုံးဖိုရန်တစ်ခုမှာပို့တစ်ခုကတိတ်တဆိတ်ပေါက်သွားခဲ့ပြီးမေးပါရစေဂျာမနီမှာဘောလုံးကန်နေတဲ့တရုတ်ကစားသမားရှိပါသလားဆိုတဲ့ post အောက်မှာမင်းရဲ့ဘာသာပြန်ဟောင်းဖြစ်တဲ့ဝန်ဂျင်ကမြင်တော့ဘာမှမစင်စားပဲရှိတယ်ဗျာဟွာဖန်လို့ခေါ်တဲ့ဂိုးသမားတစ်ယောက်တအားလန်းတာပဲငါသူ့ကိုဘာသာပြန်ပေးဘူးလေလို့မှန်းခဲ့တယ်။တိုက်ဆိုင်ခြင်းတော့တရုတ်အသင်းကဂျပန်အသင်းကို9-0နဲ့ဂိုးပြတ်ရှုံးနေထားလို့ဒေါသထွက်နေတဲ့ဝါရင်ပရိသတ်ကြီးမာချန်ကိုဖက်ကဒီမန်ကိုမြင်သွားခဲ့တယ်။ဂိုးသမားဟွာဖန်ဟုတ်လား။ကလပ်အသင်းကနေတီးတန့်ဘာသာပြန်စီစဉ်ပေးရလောက်တဲ့အထိဆိုတော့သူ့အရေးချင်းကမသေးဘူးပဲလို့တွေးပြီးသူကချက်ချင်းပဲအကိုကြီးအချက်လက်ဗီဒီယိုဒါမှမဟုတ်ဓာတ်ပုံရှိရင်ပြပါဦးပြလို့ထပ်မေးတော့တယ်။ဝန်ဂျင်ကလည်းတင်ပေးလိုက်တယ်။သူကတော့ဒါကလှိုင်းထလာမယ်လို့မထင်ထားပေမဲ့ဝါတာတာဖြစ်နေတဲ့ဗီဒီယိုဖိုင်လေးတွေကဖိုရန်တစ်ခုလုံးကိုပုံကျဲလိုက်တယ်လို့ပောက်ကွဲသွားစေခဲ့တယ်။ချီပဲဒီကိုသမားကတအားလန်းလုံးတာပဲဗျာ။သူကတကယ်ပဲငါတို့တရုတ်လူမျိုးလားဒီဟွာဖန်ဆိုတဲ့ကောင်ကဘဲကနေထွက်လာတာလဲအရင်ကဘာလို့မကြားဘူးလားလဲဝန်ချင်းထမင်းစားပြီးပြန်လာကြည့်တဲ့အခါသူ့ရဲ့ချက်ပါကတစ်ခုလုံးပောက်ကွဲသွားပြီးဗီဒီယိုကြည့်ရှုသူဦးရေကတောင်းချီဖြစ်နေခဲ့ပြီ။ဒါပေမဲ့သူကနောက်ပိုင်းမင်းရဲ့ပွဲတွေကိုသွားမကြည့်တော့လို့
စီမှာဗီဒီယိုအသစ်တွေမရှိတော့ရာဖိုရမ်ထဲမှာပရိသတ်တွေကဗီဒီယိုအသစ်တောင်းပြီးအော်ဟစ်အော်မီကုန်ကြတော့တယ်မင်းကတော့ပြည်တွင်းကကိစ္စတွေကိုဘာမှမသိပဲခေါင်းထဲမှာဖန်ယုံကွင်းထဲလာကြည့်မဲ့ကိစ္စကိုပဲတွေးနေမိတယ်သူမတကယ်လာပါမလားဘယ်နေရာမှာထိုင်မလဲဆိုပြီးလေ့ကျင့်ရေးကွင်းမှာတော့မင်းစိတ်လွင့်နေခဲ့တယ်နီးပြဟိုက်ကိုတော့မင်းရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုရိပ်မိသွားပြီးဂယုတစိုက်နဲ့ခွာမင်းနေမကောင်းလို့လားအစင်မပြေရင်ဒီပွဲမှာအနားယူလိုက်ပါလားလို့မေးခဲ့တယ်မင်းကသူမဆကိုချက်ချင်းဖြတ်ပြီးဒီပွဲကိုကျွန်တော်တေချာပေါက်ကစားရမယ်လို့ခိုင်မာစွာပြန်ပြောလိုက်တယ်အဲ့ဒီတော့မှဟိုက်ကိုလည်းစိတ်အေးသွားတော့တယ်ဘာလို့လဲဆိုတော့မင်းတာကွင်းထဲမပါရင်သူမကိုယ်တိုင်လည်းပွဲထွက်ဖို့တတိမရှိလို့ဖြစ်ပါလိမ့်မယ်ဗျ